ကဲတငယ်ချင်းတို့ရေတရုတ်နိုင်ငံမှာရှိတဲ့တကယ်ကိုရင်ဖိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့နေရာအချို့အကြောင်းပြောပြပေးချင်ပါတယ်တတိရှိမရှိစမ်းသပ်မဲ့နေရာတွေပေါ့ပထမဆုံးအနေနဲ့ဟာနန်ပြည်နယ် Henan Province ကကောင်းကင်ဘုံတို့တက်လန်းချင်းလှေကားအကြောင်းဆက်ပြောရအောင်ဒီနေရာကတကယ်ကိုတည်ရှိတာဖြစ်ပြီးတောင်တန်းပိုင်းရန်အဆုံးမှာဘေးကလက်ရန်တွေလုံးဝမပါပဲတိဆောက်ထားတဲ့လှေကားတွေပါသူ့ကိုဖူရှိတောင်တန်းလှေကား Fuji Mountain Stairway လို့ခေါ်ပြီးမြင်ကွင်းတွေကတော့တကယ်ကိုမြင့်တက်စရာပါပဲဒါပေမဲ့စိတ်သက်ပြောညံ့တဲ့သူတွေအတွက်တော့မဟုတ်ဘူးနော်နောက်တစ်ခုကတော့ဟွမ်ရှမ်းတောင် Huangshan Mountain ကလှေကားထစ်တွေပါအဆင့်ပေါင်း60တူညကျော်ရှိပြီးတောင်ပေါ်ကိုခွေပတ်တက်သွားရတာပါဒါကနာမည်ကြီးတောင်တက်လမ်းကြောင်းတစ်ခုဖြစ်ပြီးမြင်ကွင်းတွေကတော့ရှုမငီးစရာပါပဲဒါပေမဲ့မတ်ဆောက်တဲ့အတက်တွေကိုတော့ပြင်ဆင်ထားရလိမ့်မယ်ကြောက်သားတောင်ထွတ်တွေထင်းရှုပင်တွေနဲ့တိမ်ပင်လယ်ကြီးကိုမြင်တွေ့ရမှာပါတကယ်ကိုစိန်ခေါ်မှုကြီးမားပေမဲ့ရှုခင်းတွေကတော့တန်မိုးဖြတ်လို့မရပါဘူးနောက်ဆုံးတစ်ခုကတော့ဖန်တရာ Glass Bridge ပါဒါကတော့သွေးခုံလုံးကိုတကယ်ကိုမြန်စေမှာပါကဘာပေါ်မှာအမြင့်ဆုံးနဲ့အရှည်ဆုံးဖန်တရာဖြစ်ပြီးတင်းရဲ့တတိကိုအကြီးကျယ်စမ်းသပ်ပါလိမ့်မယ်တရားပေါ်မှာလမ်းလျှောက်နေရင်ခြေထောက်အောက်မှာဖန်တွေအကွဲသွားသလိုမြင်ကွင်းမျိုးကိုမြင်ရမှာဖြစ်ပြီးရှိုးမြောင်ကြီးရဲ့အလှကလည်းအမခမ်းပါပဲကဲဒီလိုစိတ်လှုပ်ရှားစရာကောင်းတဲ့နေရာတွေကတင်ဆိုရင်ဘယ်နေရာကိုသွားချင်လဲကမ္မတ်မှာပြောပြခဲ့ပါဦး